အရန်တော်တဲ့ဆရာတယောက်ရဲ့တင်ကြားမှုကြောင့်ကျောင်းသားအားလုံး10နှစ်တန်းကိုတခါတည်းနဲ့အောင်မြင်သွားကြပါတယ်ဒါကိုမနာလိုတဲ့လူချမ်းသာတယောက်ကအစိုးရကျောင်းကကျောင်းသားတွေဒီလောက်တော်နေရင်ငါတို့ဖွင့်ထားတဲ့ပုဂ္ဂလိကကျောင်းတွေမှာဘသူကပိုက်ဆံအကုန်ခံပြီးလာတတ်တော့မလဲဆိုပြီးတွေးမိသွားပါတယ်ဒါကြောင့်သူဟာနေမျိုးစုံနဲ့ညစ်ပြီးဆရာကိုအလုပ်ထုတ်ပြုံတင်မကပဲရွာကတဲအိမ်လေးတွေမှာတောင်စာမတင်နိုင်အောင်အမျိုးမျိုးနောက်ဆက်ပါတော့တယ်နောက်ဆုံးမှာတော့လူမိုက်တွေနဲ့ရိုက်နှက်ခိုင်းပြီးရဲနဲ့ပါဖမ်းခိုင်းလိုက်ပါတယ်ဆရာကိုရဲတွေကဖမ်းသွားတဲ့အခါကျောင်းသားတွေကရဲစခန်းထိလိုက်သွားပြီးဝိုင်းဝန်းတားဆီးကြပေမဲ့ရွာလူကြီးကိုယ်တိုင်ကဟိုလူကြီးဘက်ကဖြစ်နေတာကြောင့်ကျောင်းသားတွေလည်းဘာမှမတတ်နိုင်ပဲအိမ်ပြန်ခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ဟိုလူကြီးကဆရာကိုပို့ပြီးရှက်ရအောင်အစီအစဉ်ဆွဲပြီးရွာထဲကိုခေါ်လာပါတယ်ဆရာရဲ့ပစ္စည်းတွေကိုလည်းအိမ်ထဲကနေအကုန်ထုတ်ပစ်လိုက်ပြီးဘယ်သူမှလည်းဆရာကိုမကူညီဖို့တားမြစ်ထားပါတယ်အဲ့ဒီအချိန်မှာဆရာဟာဖက်နဲ့မပါပဲပူပြင်းတဲ့လမ်းပေါ်မှာခြေပလာနဲ့လမ်းလျှောက်နေရတာကိုတပည့်ဖြစ်သူကမြင်သွားပါတယ်တပည့်ဖြစ်သူဟာဆရာကိုအရန်တနာပြီးတခုခုလုပ်ပေးခြင်းပေမဲ့ဟိုလူကြီးရဲ့အမိန့်ကိုမလွန်ဆန်နိုင်တာကြောင့်ဆရာခြေထောက်တွေမပူရလေအောင်တပည့်ဖြစ်သူကလမ်းတစ်လျှောက်ရေတွေလိုက်လောင်းပေးပြီးလမ်းဖောက်ပေးခဲ့ပါတယ်ဒါဟာတပည့်တစ်ယောက်ကမိမိရဲ့ဆရာပေါ်ထားရှိတဲ့ရိုသေလေးစားမှုနဲ့ချစ်ချင်းမေတ္တာကိုဖော်ကျူးထားတာပဲဖြစ်ပါတယ်